ရက်ကုန်ပန်ဆိုတာအင်တန်ကြီးမားပြီးနာမည်ကျော်ကြတဲ့ဘန်တစ်ခုဖြစ်ပါတယ်။အဲ့ဒီမှာအလုပ်ရဖို့ဆိုတာလူပေါင်းထောင်ချီရဲ့အိမ်မက်ဖြစ်ပြီးဒေးဗစ်ကလည်းအဲ့ဒီထဲကတယောက်ပါဝင်ပါ။ဒီနေ့ဟာဒရက်ကုန်ပန်ရဲ့ဝန်ထမ်းတစ်ခေါ်ယူတဲ့နေ့ဖြစ်ပြီးဒေးဗစ်ကတော့ဒီခွင့်ရေးကိုဘလို့နည်းနဲ့မဆိုအရယူချင်နေပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်လူတွေ့စစ်ဆေးမှုကအရန်ကိုခက်ခဲလွန်းလာပါတယ်။ရှောက်ထားသူ9000တဲကမှ80ယောက်ကိုပဲရွေးချယ်မှာဖြစ်ပြီးအခက်ခဲဆုံးချက်ကတော့ဘန်ဥက္ကဋ္ဌဆိုဖီယာကိုယ်တိုင်လူတွေ့စစ်ဆေးတာပဲဖြစ်ပါတယ်။ဒေးဗစ်အလှည့်ရောက်တဲ့အခါသူဟာအရန်ရင်ခုန်နေတာကြောင့်အစပိုင်းမှာတင်အမားမားယွင်းယင်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်သူအမတ်တွေလျော့သွားခဲ့ပါတယ်။သူကသူ့ကိုယ်သူကွန်ပျူတာပါရမီရှင်တယောက်ဖြစ်ကြောင်းနဲ့ဘလို့စနစ်မျိုးကိုမဆိုဟက်ကာလုံးနိုင်ကြောင်းမိတ်ဆက်ခဲ့ပေမဲ့ဆိုဖီယာကတော့ဒါကိုစိတ်မဝင်စားခဲ့ပါဘူး။နောက်ဆုံးမှာတော့ဒေးဗစ်ဟာညှင်းပယ်ခံလိုက်ရပါတယ်။သူ့နောက်မှာတော့ဆန်လူတွေ့စစ်ဆေးဖို့ရောက်လာပါတယ်။ဆန်ကတော့ပျော်ပျော်နေတတ်ပြီးရဲစရာတွေပြောတတ်သူပါ။သူ့ရဲ့ပြက်လုံးတွေကြောင့်အကဲဖြတ်အဖွဲ့ဝင်တွေရေမောခဲ့ကြပေမဲ့ဆိုဖီယာကတော့ဒါကိုလုံးဝသဘောမကျပါဘူး။ဆန်ဟာစကားရမ်းများပြီးကုမ္ပဏီနဲ့မကိုက်ညီဘူးလို့သူမကယူဆပါတယ်။ဒါကြောင့်ဆန်လည်းအလုံးမရခဲ့ပါဘူး။အပြင်ရောက်တော့ဒေးဗစ်နဲ့ဆန်တို့တယောက်နဲ့တယောက်တိုက်မိကြပါတယ်။အဲ့ဒီခါကျမှသူတို့ဟာကျောင်းနေဖက်သူငယ်ချင်းဟောင်းတွေဆိုတာတတိယသွားကြပါတယ်။ဒေးဗစ်ကအရင်ကတည်းကအေးအေးဆေးဆေးနေတတ်သူမို့ကျောင်းမှာတခြားကလေးတွေရဲ့အနိုင်ကျင့်ခြင်းကိုခံခဲ့ရတာပါ။ဒီနေ့မှာတော့ဆန်ကသူ့ကိုကာကွယ်ပေးဖို့အဲ့ဒီကလေးတွေကိုပြန်ချခဲ့ပါတယ်။အဲ့ဒီအချိန်မှာကုန်ကားတစ်စီးဖြတ်သွားပြီးအဲ့ဒီရံပွဲက CCTV မှာမှတ်တမ်းတင်ပြီးသွားပါတယ်။ရဲတွေကဆန်ကိုလာဖမ်းတော့မဲ့အချိန်မှာဒေးဗစ်ကသူ့ရဲ့ laptop နဲ့လုံခြုံရေးစနစ်ထဲကိုဝင်ရောက်ပြီးအဲ့ဒီမှတ်တမ်းကိုဖျက်ပစ်လိုက်ပါတယ်။အဲ့ဒီနေ့ကစားပြီးသူတို့ဟာသူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြပေမဲ့ကျောင်းပြီးတဲ့အခါမှာတော့လမ်းခွဲခဲ့ကြတာပါ။အခုတော့သူတို့ပြန်ဆောင်ခဲ့ကြပြီးဒါပေမဲ့နှစ်ယောက်လုံးကဒရက်ကုန်ပန်ရဲ့ညှင်းပယ်ခြင်းကိုခံထားရသူတွေပါ။ဆန်ကငါတို့ဘာလို့ကိုပိုင်ကုမ္ပဏီတစ်ခုမထောင်ကြတာလဲလို့ပြောရဲ့အခါဒေးဗစ်ကလည်းချက်ချင်းသဘောတူလိုက်ပါတယ်။သူတို့ဟာယင်းနှိမ့်ညွန့်နှံမှုရဖို့လိုက်ရှာကြပေမဲ့လူတိုင်းကသူတို့ရဲ့စီးပွားရေးကြံမြန်ကအသုံးမကျဘူးဆိုပြီးညှင်းခဲ့ကြပါတယ်။အဲ့ဒီမှာဆန်ကအကြံတစ်ခုရသွားပါတယ်။သူကဒေးဗစ်ကိုဆိုဖီယာစီခေါ်သွားပါတယ်။အဲ့ဒီအချိန်မှာဆိုဖီယာကဘီလီယက်ကစားနေတာပါ။ဆန်ကကျွန်တော်မျက်စိမိတ်ပြီးကြံနေတဲ့ဘောလုံးအားလုံးကိုတစ်ချက်တည်းနဲ့ကျင်းထဲဝင်အောင်ရိုက်ပြနိုင်ရင်ကျွန်တော်တို့ကိုယင်းနှိမ့်ညွန့်နှံပေးမလားလို့မေးလိုက်ပါတယ်။ဆိုဖီယာကရေမောပြီးစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။စားပွဲပေါ်မှာဘောလုံးအားလုံးကျန်နေပါတယ်။ဆန်ကသူ့ရဲ့နှက်တိုင်ကိုချွတ်ပြီးမျက်လုံးကိုစီးလိုက်ကရိုက်ချက်ထုတ်လိုက်ပါတယ်။ဘောလုံးတွေဟာတစ်လုံးပြီးတစ်လုံးကျင်းထဲဝင်သွားပြီးနောက်ဆုံးနံပါတ်9ဘောလုံးပါဝင်သွားပါတော့တယ်။ဆိုဖီယာကဒေါ်လာတန်း100ပါတဲ့လက်ဆွဲတစ်တာတစ်လုံးကိုအမိန့်ပေးယူခိုင်းပြီးငါပိုက်ဆံပေးမယ်။ဒါပေမဲ့မင်းတို့ကုမ္ပဏီရဲ့ရှယ်ယာ90%ကိုငါပိုင်ရမယ်လို့ပြောလိုက်ပါတယ်။ဒါဟာဒေးဗစ်နဲ့ဆန်တို့ကသူမရဲ့ဝန်ထမ်းတွေလိုပဲဖြစ်သွားမှာမို့သူတို့ဟာသဘောတူညီချက်ကိုဖျက်သိမ်းပြီးထွက်လာခဲ့ကြပါတယ်။ရက်နှဲငယ်ကြာမှာတော့ဒရက်ကုန်ပန်ကလုံခြုံရေးဆိုင်ရာပြိုင်ပွဲတစ်ခုကျင်းပမယ်ဆိုတာကိုသူတို့ကြားလိုက်ရပါတယ်။ကမ္ဘာထိပ်တန်းဟက်ကာတွေဝင်ပြိုင်ကြမှာပါ။ဆန်ကဒေးဗစ်မင်းဒီမှာဝင်ပြိုင်တင်တယ်။မင်းသာနိုင်ရင်ကုမ္ပဏီကြီးတွေကငါတို့ကိုသူတို့ဘာသာလာရှာကြလိမ့်မယ်လို့တိုက်တွန်းပါတယ်။စပိုင်းမှာဒေးဗစ်ကဝေခွဲမရဖြစ်နေပေမဲ့ဆန်ကသူ့နာမည်ကိုတိတ်တိတ်လေးစရင်သွင်းပေးလိုက်ပါတယ်။ခြေစစ်ပွဲတွေစတင်တဲ့အခါဒေးဗစ်ကတယောက်တည်းရှင်ပြိုင်နေရတာပါ။အဆင့်အမြင့်ဆုံးဆက်နှစ်ယောက်စရင်ထဲဝင်ဖို့သူဟာပြိုင်ပွဲဝင်1000ကျော်ကိုအနိုင်ယူရမှာပါ။သူ့အဖြေတွေမှတ်နေပေမဲ့အမျက်နှုံးကတော့နှီးနေပါတယ်။အဲ့ဒီအချိန်မှာဆန်ကအပျော်ရမ်းဟက်ကာ100နဲ့အတူရောက်လာပြီးဒေးဗစ်ကိုဝိုင်းကူကြပါတယ်။ဒေးဗစ်ရဲ့အဆင့်ကချက်ချင်းတက်လာပေမဲ့ဘိုလ်ပွဲတက်ဖို့အတွက်တော့အမတ်ကမလောက်သေးပါဘူး။နောက်ဆုံးချိန်မှာတော့သူဟာအခက်ခဲဆုံးမေးခွန်းကိုရွေးချယ်လိုက်ပါတယ်။ PR တွေအယမ်းများလုံးတာကြောင့်ဆန်တောင်စက်မကြည့်ရတော့ပဲခေါင်းမိုးပေါ်ကိုတက်သွားပါတယ်။ခဏကြာမှာတော့ဒေးဗစ်ဟာပြုံးရွှင်တဲ့မျက်နှာနဲ့အပြင်ကိုထွက်လာပါတော့တယ်